မင်္ဂလာပါဗျာဒီနေ့မှာတော့တိုင်းလောကရဲ့ဘင်းဆိုတဲ့မန်ဝါလီရဲ့အဆက်လေးကိုထက်တင်ပေးလိုက်ရပါတယ်ဗျာဒီအပိုင်းမှာကတော့ကျွန်တော်တို့ရဲ့ MC ကတိုင်းလောကကိုဘလို့စိုးမိုးမလဲဆိုတာကြည့်ရမှာချက်ပါတယ်ဗျာဇလန်လေးမစခင် channel ကိုကြည့်နေကြတဲ့လူ80ရာခိုင်နှုန်းလောက်က subscribe လုပ်ဖို့မေ့နေကြတာမလို့ subscribe လေးလုပ်ပြီးတော့ကြပါအောင်နော်လက်မှုပညာရှင်ရာဆောင်ကခေါင်းဆောင်ရာထူရမယ်ဆိုတာကိုအတီးအပြူချက်ပြသွားတော့တကယ်ကိုဝမ်းသာသွားပြီးဇာဟာတီကိုခန်းကိုအမခန်းဖြစ်အောင်စောက်ပေးမယ်လို့ကြည်ပေးလိုက်တယ်။ဒါပေမဲ့သူကတခုတော့တောင်းဆိုချင်နေတယ်။အလို့သမားတွေစားဖို့တောက်ဖို့အတွက်ယာဤတန်းလျရတဲ့စောက်ချင်းတို့လို့တခါတလေကြရင်ခေါင်းဆောင်ကိုယ်တိုင်သူတို့ကိုကောင်းကောင်းမွန်မွန်ကြွေးမွေးစေချင်တယ်လို့ဆိုပါတယ်။လီဂျာဟာကမျက်လုံးမိတ်ပြီးစဉ်းစားလိုက်တယ်။ပြီးတော့မန်နေဂျာချားကိုကြည့်ပြီးညအတိုင်းတခြားတေးခုခန်းတွေဖတ်တဲ့မီလီနဲ့ရှီဟာလူတွေကိုဒီကိုလွှတ်လိုက်သူတို့ကိုအလုသမားတွေအတွက်အကောင်းဆုံးဟင်းလျာတွေချက်ထားပြီးကျွေးခိုင်ဆန်းလို့ခတ်နှောင်းနှောင်းအမိန့်ပေးလိုက်တယ်မန်နေဂျာချားကလည်းကောက်ချစ်တဲ့အပြုံနဲ့အမိန့်အတိုင်းလုပ်လိုက်ပါမယ်လို့ပြန်ဖြေတာပေါ့လီဂျာဟာကထပ်မသွားရင်မင်းစောက်တဲ့အဆောက်အဦကိုငါကြိုက်ရင်မင်းကိုစောက်လို့ရေခေါင်အေးခေါင်းဆောင်ခတ်မယ်လို့ရာဆောင်ကိုဂရိထပ်ပြီးဟေတယ်အဲ့ဒီနောက်လီဂျာဟာလမ်းပေါ်မှာပန်းမဲဆရာချူအန်းနဲ့ထပ်တွေ့ပြန်တယ်ချူအန်းကရာဆောင်နဲ့တွေ့ဟေလားလို့မေးမိအဲ့ဒီကောင်ကတကယ့်ပါရမီရှင်ပဲအလုတ်ရဖို့ဆိုရင်နေရောညပါမနာတန်းရှာဖွေတတ်တဲ့ကောင်လို့ချီးကျူးတယ်လီဂျာဟာကလည်းရာဆောင်လူမျိုးကဒီလိုခေါင်းမျိုးနဲ့ပတ်သက်နေတာကိုအံ့ဩနေမိတယ်ချူအန်းကလီဂျာဟာကိုအမှတ်တရလက်ဆောင်တစ်ခုပေးခြင်းတယ်လို့ပြောရင်းမင်းလိုချင်တဲ့လက်နဲ့မျိုးရှိရင်ငါ့ကိုပြောစမ်းမလို့ကမ်းလှမ်းလာတယ်လီဂျာဟာကပင်ပင်မတ်မတ်နဲ့ပဲအဘိုးကြီးကနမေကြီးထားဒါမှမဟုတ်ယတနာဓာမျိုးတွေလွတ်ဖူးလားလို့မေးလိုက်တယ်ချူအန်းကလက်ပိုက်တီကြည့်ပြီးမလွတ်ဘူးဘာလို့လဲဆိုတော့အဲ့ဒီလိုလက်နက်တွေကပတ်စလဲမရတယ်လို့လူတွေကလာခိုးကြတက်ကြအောင်မယ်ရောင်းလို့ရပြန်လဲတခြားလူတွေကတော်အတွက်လဲအဲ့ဒီလိုမျိုးလှုပ်ပေးဖို့လာချင်းချောက်ကြအောင်ပါဆိုပြီးညင်းလိုက်ပါတယ်ဒါပေမဲ့လီဂျာဟာကဖြောင်းဖျားတတ်တဲ့နီလာနီသူ့မှာရှိတယ်လို့အာမခံလိုက်တဲ့အခါချူအန်းကလည်းသဘောကျသွားတယ်လီဂျာဟာကခဏလောက်စဉ်းစားပြီးလက်ကိုစန့်ထုတ်ကဒါဆိုရင်ငါလူကျင်တဲ့လက်နက်ကချိုးနေစရာမလိုဘူးအလေးချိန်လည်းမလိုဘူးအရေးကြီးတာကဘတော်မှကျူးမသွားဘူးကောက်မသွားဘူးပဲငါကဘလုံးမဖြက်စီးလို့မရတဲ့ indestructible လက်နက်မျိုးပဲလိုချင်တယ်လို့ပြောလိုက်တယ်ချူအန်းကမုတ်စိတ်ကိုပွက်ထားပြောရင်းမင်းကကြမ်းခိုင်မှုကိုပဲအဓိကထားမယ်ဆိုရင်တော့ဒုတ်ဒါမှမဟုတ်လွှမ်းပုံစံမျိုးစုံရှိတာပေါ့မင်းကပုံစံကိုဂယူးဆိုင်လို့လားလို့ပြန်မေးလိုက်ပါတော့တယ်ပန်းမဲဆရာချူအန်းကလီဂျာဟာတောင်းဆိုတဲ့လက်နက်ကိုတနေ့ကျရင်အပီးပြင်းလုပ်ပေးမယ်လို့ကတိပေးလိုက်တာကြောင့်လီဂျာဟာလေးစိတ်ကျေနပ်စွာနဲ့ထွက်လာခဲ့တယ်လမ်းတစ်လျှောက်ရောက်လာရင်စစ်တပ်ကတော့နှစ်ယောက်ကသူ့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတယ်လီဂျာဟာကဘာဖြစ်တာလဲဆိုပြီးအကဲခတ်နေသူပါမယ်စက်ပြင်းညွန်တဲ့လူကမင်းကဇာဟာတေးကိုကန်ရဲ့ပိုင်ရှင်လားလို့လှမ်းမေးပါတယ်လီဂျာဟာကမျက်လုံးကျုပ်ပြီးငါကအလွတ်သမားလိပါပဲလို့ပြောပြီးသူတို့ကြားတဲ့ကနေတူထွက်သွားတယ်ဒါပေမဲ့စပြင်းညိုနဲ့လူကရပ်ဖို့အော်ပြောပြီးသူ့ကိုယ်သူယွန်နတ်မဟာမိတ်အုပ်စုရဲ့တမန်တော်ဟာယပ်ရင်ဟုံးလို့ပြန်တာမိတ်ဆက်လိုက်တယ်လီဂျာဟာကယွန်နတ်မဟာမိတ်လားလို့ပြန်မေးတော့ရင်ဟုံးကရွှေဖီနစ်ဂေဟာရဲ့တခင်ကမင်းကိုတွေ့ချင်နေတာလို့ပြောတယ်သူကဆက်ပြီးငါကဖိတ်စာလာပို့တာလူတက်မခံလွတ်လိုက်တာမဟုတ်ဘူးဒါကြောင့်ညင်းမှုမစင်းစားနဲ့ငါသာလက်ချီးပလာနဲ့ပြန်သွားရရင်နောက်တစ်ခါကျလူတက်မခံတွေရောက်လာလိမ့်မယ်လို့ကောက်ကျစ်တဲ့အပြုံးနဲ့ချင်းချောက်စကားဆိုပါတယ်လီဂျာဟာကအဲ့ဒီတခင်ကြီးခေါ်တိုင်းငါကလိုက်သွားရမှာလားလို့မေးလိုက်တဲ့အခါရင်ဟုံးကဖိတ်စာလို့လက်မခံချင်ဘူးဆိုရင်လေထွတ်ဖီးလို့ရတာပဲအဲ့ဒါဆိုမင်းအသက်ရှင်မဲ့အီလန်ခရိုင်တွေကအပြစ်မရှိတဲ့လူတွေလည်းအသက်မခံရတော့ဘူးပေါ့အားလုံးအတွက်ကောင်းတာပေါ့လို့လောင်ပြောင်ပြီးပြန်ပြောလိုက်တယ်လီဂျာဟာကတဘိုးကတော့ငါကဒီခရိုင်ရဲ့ခေါင်းဆောင်အဖြစ်ဆက်နေချင်းရင်ယွန်နတ်မဟာမိတ်အုပ်စုကိုခေါင်းငုံရမယ်ပေါ့လေမဟုတ်ရင်အီလန်ကနေထွက်သွားရမယ်ပေါ့လေလို့စဉ်းစားလိုက်တယ်ပြီးတော့သူကပြုံးပြီးထပ်ဖေးတာဆိုတာယောက်ျားအလို့မဟုတ်ဘူးဒါကြောင့်ငါလာခဲ့မယ်လို့ဆုံးဖြတ်လိုက်တယ်ရင်ဟုံးကညက်နီအထိအချိန်ပေးရမလားဒါမှမဟုတ်အခုချက်ချင်းလိုက်မလားလို့မေးလိုက်တဲ့အခါလီဂျာဟာကငါကယွန်နက်အုပ်စုရဲ့တထေးကြီးတယောက်နဲ့တွေ့မှာလीဒီလိုဝစ်စုံယိုယိုလီညာလက်ချီးပလာကြီးသွားလို့ဘယ်ထဲမလဲလို့ခတ်နောက်ဖြန့်ပြောလိုက်တယ်လီဂျာဟာကသွားရမယ့်နေရာကိုပဲမေးပြီးသူ့ဘာသူလာခဲ့မယ်လို့ဆိုပါတယ်ရင်ဟုံးလာလောင်ပြုံးပြောကြီးဒင်းကူတောင်းရဲ့အမဲတွိုင်းကွင်းထဲကတောင်ပေါ်အိမ်လေးပဲလို့လိပ်စာပေးလိုက်တယ်အဲ့ဒီနေရာကတော်တော်နီးတာကိုလီဂျာဟာတိလိုက်ပြီးသူတို့စီကနေထွက်လာခဲ့ပါတော့တယ်ရင်ဟုံးကလီဂျာဟာထွက်သွားတာကိုကြည့်ပြီးထွက်ပြေးချင်းရလဲအဝေးဆုံးကိုမြန်သာပြေးတော်လို့လောင်ပြောင်ကြံရစ်ခဲ့တယ်ဒါပေမဲ့လီဂျာဟာကတော့လွှဲ့တော်မကြည့်ပဲငါလုံးဝထွက်မပြေးဘူးလို့သူ့စကားကိုပဲအေးအေးဆေးဆေးထပ်ပြောသွားခဲ့တာပေါ့
တေးကိုခန်းကိုပြန်ရောက်တော့မန်နေဂျာချာကလီဂျာဟာဝစ်စုံပြင်နေတာကိုကြည့်ပြီးအသေးအတန်စိုးရိမ်နေတော့တာပဲရွှေဖီနစ်သခင်ဆိုတာပတ်စံမတ်တဲ့လူတက်မခံလူကြီးပဲအဲ့ဒီလူကမင်းကိုခေါ်နေတာလို့အော်ဟိတာပေါ့ဒါပေမဲ့လီဂျာဟာကသူခေါ်လို့သွားတာမဟုတ်ဘူးငါကိုယ်တိုင်သွားခြင်းလို့သွားတာပါလို့ပြန်ဖြေလိုက်တယ်ချာကဒေါသကြီးနဲ့ဒါဆိုရင်ငါအခုချက်ချင်းလူတွေအခုစုပြီးစစ်ပွဲစတိုက်မယ်လို့ပြောလိုက်တော့လီဂျာဟာကတပ်ပြင်းချပြီးဘာစစ်ပွဲတာလဲမင်းကအီလန်ကရောင်းငယ်ဒီကိုအလကားတေတွန်းပို့မလို့လားငါတယောက်သေးကင်တွယ်နိုင်ပါတယ်လို့ဆိုတယ်ချာကတော့မင်းယူသွားပြီလားတယောက်သေးသွားရင်တေးမှာအဲ့ဒီ Phoenix ကမင်းကိုဒီအတိုင်းလွတ်ပေးမှာမဟုတ်ဘူးမင်းတော့သွားပြီလို့စိုးရင်တကြီးအော်ဟိတ်နေရင်နဲ့နောက်ဆုံးတော့ဒါဆိုငါ့ကူပါအဖော်ခေါ်သွားပါလို့တောင်းဆိုလိုက်တယ်လီဂျာဟာကကြောင်ကြည့်နေတော့မှချာကမျက်နှာငယ်လေးနဲ့တကယ်တော့ငါလည်းတိတ်မသွားချင်ပါဘူးလို့ဝန်ခံလိုက်ပြန်လေလီဂျာဟာကမင်းပါဇက်ကတော့အရင်အတိုင်းပဲနော်ငါမကြခင်ပြန်လာခဲ့မယ်မင်းကတော့အဲ့ဒီအတော်တွင်ရင်ကျေးမုံဟောင်နေတတ်ဘူးကျင့်ထားအောင်လို့မှာခဲ့တယ်လီဂျာဟာထွတ်အသွားချင်းခြာကလှမ်းခေါ်ပြီးသူတိတ်တန်ဘူးထားရတဲ့ဝိယုံနီကြီးကိုကမ်းလိုက်တယ်လီဂျာဟာကဒါမင်းတန်ဘူးထားရလားမဟုတ်လားတိုက်ပွဲမှာစုပ်ပြတ်သွားနိုင်တယ်နော်လူပြောတော့ခြာကစုပ်ပြတ်သွားလဲကိစ္စမရှိဘူးလို့ပြုံးပြီးပြောလိုက်တာပေါ့လီဂျာဟာကအဲ့ဒီဝိယုံနီကြီးကိုလွှမ်းခြုံပြီးငါပြန်လာခဲ့မယ်လို့ပြောပြီးတောင်ပေါ်ကိုထွက်လာခဲ့ပါတော့တယ်တောင်ပေါ်ကအိမ်ရှိမှာတော့ Rain Home ကဒီကောင်ထွက်ပြေးထင်နေတယ်လို့တွေးနေတော့လီဂျာဟာတယောက်ဝိယုံနီကြီးနဲ့လမ်းလျှောက်လာတာကိုမြင်သွားပြီးအံ့ဩသွားတယ်ဒီကောင်ကထွက်မပြေးပဲယွန်နတ်မဟာမိတ်အုပ်စုစီမှာခေါင်းငုံဖို့တကယ်ပဲလာခဲ့တာလားလူသူကထင်နေတာပေါ့လီဂျာဟာကတော့စစ်တရားတော်နန်းအောင်ရှေ့မှာရက်လိုက်ပြီးငါရောက်လာပြီလို့ပြောလိုက်ပါတော့တယ် ယွန်ဟုံးကမျက်မှောင်ကျုပ်ပြီးဒီကောင်ကချိုညီကိုတွေကိုတတ်နိုင်ခဲ့လို့ကိုယုံကြည်မှုတွေလွန်ကဲနေတာပဲသူ့ရဲ့ယုံကြည်မှုကဘလောက်ကြာခံမလဲဆိုတာစမ်းသပ်ကြည့်ရမယ်လို့တွေးလိုက်တယ်။ तू ကလက်ညှိုးထိုးပြပြီးသခင်ကစောင့်နေတယ်လို့ပြောရင်ဧည့်သည်ကိုကြိုဆိုလိုက်တယ်။တကားပွင့်သွားပြီးမင်းသားကစပင်နူနဲ့လူရဲ့နောက်ကနေလိုက်ဝင်သွားတယ်။မိဖို့ဘေးမှာထိုင်နေတဲ့လူခေါကြီးတယောက်ကိုမင်းသားကစိုက်ကြည့်နေမိတယ်။ तू ကတော့ရွှေဖီးနဲ့ဂေဟန်ရဲ့သခင်ဘီယန်စာဝင့်ပဲ။စပင်နူနဲ့လူကသခင်ဖြစ်သူကိုအယိုသေးပဲပြီးတဲဟိုခန်းပိုင်ရှင်ရောက်လာပြီးဖြစ်ကြောင်းပြောလိုက်တယ်။စာဝင့်ကငါ့ကိုဒီစကားနဲ့လာနောက်မနေနဲ့လို့ပြောပြီးမင်းသားကိုစိုက်ကြည့်လိုက်တယ်။သူကတဲဟိုခန်း၃ခုလုံးကိုတိမ့်ပိုက်လိုက်တဲ့ကောင်ကဘလို့ယုံမျိုးလဲဆိုတာငါစိတ်ဝင်စားနေတာ။အခုကြည့်ရတာတော့ငါထင်ထားတာထက်ပိုငယ်ပြီးဘာမှမသိတဲ့လူမိုက်ကလေးလိုဖြစ်နေတာပဲလို့အထင်သေးစွာပြောလိုက်တယ်။လီဇာဟာကမီးဖိုဘေးမှာထိုင်နေတဲ့စာဝန်းစီကိုလောက်စလောက်သွားတယ်။ဂေယာတထင်ကမင်းထွတ်မပြေးပဲငါစီလာခဲ့တယ်ဆိုတော့ငါ့ကိုမင်းကိုစောင့်ရှောက်ပေးဖို့လာတောင်းဆိုတာမဟုတ်လားလို့မေးတယ်။သူကပဲဆက်ပြီးဒီကောင်ကသူ့နေရာသူမသိပဲအရန်လောဘကြီးနေတာပဲလို့မှတ်ချက်ပေးတယ်။မင်းသားကတော့ဘာမှမဖြစ်တယ်လို့ရက်နေတော့ပဲ။အဲဒီနောက်လီဂျာဟာကရှေ့ကိုတိုးပါပြီးထိုင်ချလိုက်တယ်။လူကောင်ကြီးတယောက်ကချက်ချင်းပဲဒေါသတကြီးနဲ့အော်ဟောက်ပါတော့တယ်။ဒီလိုရိုင်းဆိုင်တဲ့ကောင်ကိုဘသူကထိုင်ခွင့်ပေးလိုက်တာလဲတဲ့။မင်းသားကချက်ရက်ချိတ်ထိုင်လိုက်ပြီးထိုင်ဖို့အတွက်ခွင့်ပြုချက်လိုလားလို့ပြန်မေးလိုက်တယ်။စာဝန်းကဒီစကားကိုကြားတော့ဒေါသတကြီးမျက်မှောင်ကျုပ်သွားတယ်။ယွန်ဟိုးကတော့စာဝန်းရှေ့မှာခက်တီတီထိုင်နေတဲ့လီဂျာဟာကိုကြည့်ပြီးချွေးတွေပြန်လာတယ်။ဒီအလုသမားကောင်တော့ယူသွားပြီ။ तू ခေါင်းကုန်ပြီးဒူးထဝန်းလာရင်တော့မလုံလောက်တော့ဘူး။သခင်ကြီးရဲ့ရှေ့မှာဒီလိုမျိုးရဲတယ်လားလို့ तू ကတွေးနေတာပေါ့။ဖီးနဲ့သခင်ကလောင်ပြုံးပြီးမင်းတော့တကယ်ကိုယူနေပြီပဲလို့ပြောတော့မင်းသားကပြုံးပြီးဟုတ်တယ်လို့ပြန်ဖြေလိုက်တယ်။စာဝန်းကအကျဲကြီးရဲမောလိုက်ပြီးသူ့လက်ညှိုးနဲ့ညွန့်ကမင်းကတော်တော်ရဲရတဲ့ကောင်ပဲ။အသက်ဘယ်လောက်ရှိပြီလဲလို့မေးတယ်။မင်းသားကစိတ်ပြက်သွားပြီးမင်းငါ့ကိုခေါ်တာငါအသက်ကိုတိကျင်လို့ပဲတော့မလုံလောက်ပါဘူးလို့ပြောလိုက်တယ်။ဂေယာသခင်ကမျက်နှာပြက်သွားတယ်။မင်းသားကစာဝင်းရဲ့ရှေ့မှာထိုင်ရင်အခုငါအလဲ့တယ်မင်းရွေးချယ်စမ်းလို့ပြောလိုက်တယ်။လီဂျာကမျက်မှောင်ကျုပ်ကြည့်ပြီးမင်းတယောက်တည်းအသေးခံမလားဒါမှမဟုတ်မင်းရဲ့တပည့်တွေကိုအရင်အသက်ခံခိုင်းမလားရွေးလိုက်စမ်းလို့ယာတန်ပေးလိုက်တယ်။စာဝင်းကဒီလို right side နဲ့မြူမိုက်ကလေးကငါ့ကိုဒါမျိုးပြောရသလားဆိုပြီးဒေါသတွေအလေလိုက်ထွက်လာတယ်။သူကငါမင်းကိုအသက်ချမ်းသာပေးမှာပဲ။အခုတော့မတတ်ပဲနီးဖို့ခက်သွားပြီလို့ပြောပြီးဓားကိုဆွဲထုတ်ဖို့ပင်းလိုက်တယ်။လီဂျာဟာကဓားကိုအနီးကပ်ဆောင်ကြည့်နေပြီးစာဝန်းဓားဆွဲထုတ်တာနဲ့တပြိုင်နက်ချီချောက်နဲ့အမြန်လန်းကန်လိုက်တယ်။လူကောင်ကြီးကတော့သူ့ဓားနဲ့သူအမြန်ပြန်ကာလိုက်ရပါတော့တယ်။လီဂျာဟာရဲ့ချီချောက်နဲ့အကန်ခံလိုက်တဲ့တန်းဟာရွှေဖီးနဲ့တပြင်းစာဝန်းအတွက်တော်တော်လေးပြင်းထန်သွားပုံရတယ်။စာဝန်းကမြေပြင်ပေါ်ကိုလွင့်သွားပြီးမနာပြန်ရက်မလာအောင်ကြိုးစားနေရတယ်။သူ့ရဲ့မျက်လုံးသွဲထဲမှာဒေါသတွေပြည့်နေတယ်လို့ဘေးကယွန်ဟုံးလဲကြောင်ကြည့်နေမိတာပေါ့မင်းသားကတော့အေးဆက်တဲ့မျက်နှာနဲ့ပဲရှေ့ကိုတိုးလာပြီးဘသူကဘသူကိုအသက်ချမ်းပါပေးရမှာလဲဆိုတဲ့ပုံစံမျိုးနဲ့ကြည်နေတယ်စာဝန်းကသူ့သားကိုဆွဲထုတ်ပြီးအသေးအတန့်ပြေးဝင်တိုက်ခိုက်ပါတော့တယ်
သူကဓာတ်ကိုအချင်းချင်းဝှေ့ရိုင်းပြီးခုတ်ပေးမယ်လီဂျာဟာကတော့တိတ်အားဆိုင်စရာမလိုပဲအตาလေးရှောင်သိမ်းနေခဲ့တယ်လီဂျာဟာကစိတ်ထဲမှာရောင်တဲ့မဟာမိတ်အဖွဲ့ကပညာရှင်ဆိုလို့ငါကကောင်းကောင်းတိုက်ရမှာအောက်မေတယ်အခုတော့စာမန်အစနစ် plan ပဲတယောက်ပါပဲလားလို့အထင်သေးစွာပြောလိုက်တယ်အဲ့ဒီနောက်မှာတော့လီဂျာဟာကအခွင့်အရေးကိုအမိအရာဖမ်းပြီးစာဝန်းရဲ့ကိုလုံးကြီးကိုလက်ထုံးနဲ့အားပါထိုးချလိုက်တယ်စာဝန်းသွေးတွေအန်ဒီနောက်ကိုလွင့်သွားတဲ့အချိန်မှာပဲလီဂျာဟာကဝတ်တုံကြီးတစ်ထက်ထက်လွင့်အောင်လေထဲကိုခုန်တက်လိုက်ပြီးသူ့ရဲ့ဓာတ်နဲ့ရွှေဖီးနဲ့အခင်းရဲ့ခေါင်းကိုတစ်ချက်သေးနဲ့အပြက်ပိုင်းချလိုက်ပါတော့တယ်သွေးတွေပိုင်းထွက်သွားပြီးစာဝန်းရဲ့ခေါင်းပြက်ကြီးကျလာတာကိုမြင်လိုက်ရတဲ့အခါမှာတော့အဲ့ဒီကစက်တရတော်တွေအားလုံးမြင်တက်ပြီးကြောက်လန့်ကုန်ကြတယ်ယွန်ဟုံးလည်းသူ့တခင်ဒီလောက်လွယ်ကူပြီးရှုံးသွားတာကိုကြည့်ပြီးစွန့်အားလို့နေတာပေါ့လီဂျာဟာကသွေးဆွေးနေတဲ့ဓာတ်ကိုမြေပြင်ပေါ်ချလိုက်ပြီးအီလိုင်းကအနုသမားလေးကိုရန်ဆက်ရင်ဘာဖြစ်မလဲဆိုတာမင်းတို့မြင်ပြီလားလို့အေးအေးဆေးဆေးပဲမေးလိုက်တယ်ပြီးတော့မင်းတို့တခင်နောက်ကိုဘသူလိုက်သွားခြင်းသေးလဲလို့ထပ်မေးလိုက်တဲ့အခါစစ်တရက်တော်တွေအားလုံးတုံလုတ်ကုန်ရတယ်သူတို့တဲကတယောက်ကမင်းခုနကတိုက်ခိုက်လိုက်တာရောင်နဲ့မဟာမိတ်အခွဲကိုပါရန်ဆိုင်လိုက်တာပဲလို့ပြောပေမဲ့လီဂျာဟာကတော့ငါကဘာကိုဂယူးဆက်ရမလဲလို့ခက်တီတီပဲပြန်ပြောလိုက်ပါတော့တယ်စစ်တဲ့တော်အိုကြီးကလီဂျာဟာရဲ့ရှေ့မှာဒေါသရောကြောက်စိတ်ပါရောပြွမ်းပြီးရက်နေကြတယ်လီဂျာဟာကအေးအေးဆေးဆေးပဲကဲအားလုံးဒူးထောက်ကြစမ်းဒူးမထောက်တဲ့ကောင်ကိုတော့မင်းတို့သခင်စီအရင်ဆုံးလိုက်ပို့ပေးမယ်လို့အမိန့်ပေးပြီးလက်ညှိုးတစ်ချောင်းထောင်ပြီးကနန်းစရတော့တယ်စပင်းရွှေရောင်ကောင်ကကြောင်တောင်ဖြစ်သွားပြီးမှအခြေအနေမဟန်တာတိတာနဲ့ချက်ချင်းဒူးထောက်ချလိုက်တယ်နောက်ကစစ်တရက်တွေအားလုံးလည်းတန်းစီပြီးဒူးထောက်ကုန်ကြတာပေါ့လီဂျာဟာကသူ့ရှေ့မှာဒူးထောက်နေတဲ့လူအုပ်ကြီးကိုကြည့်ပြီးသူတရားကျင့်စဉ်တုန်းကခံစားရတဲ့နာကျင်စရာအတိတ်တွေကိုပြန်တတိရနေတယ်။သူအစာမစားပဲဒုက္ခခံပြီးတိုင်းကျင်ကြတာတွေဟာအခုလိုအောင်ပွဲခံမဲ့အခိုက်ခံတဲ့အသက်ပဲလို့သူတွေးနေမိတယ်။အဲ့ဒီအချိန်မှာစပင်းရွှေရောင်ကောင်ကငါ့ကိုအသက်ချမ်းသာပေးမှလားလို့မေးလာတယ်။လီဂျာဟာကငါကဘာကိုအသက်ချမ်းသာပေးရမလဲလို့ပြန်မေးတော့ဟိုကောင်ကမင်းတို့ဒူးထောက်ရင်ချမ်းသာပေးမယ်ဆိုလို့ပြန်ပြောတာပေါ့။လီဂျာဟာကတော့ဒူးမထောက်တဲ့ကောင်ကိုအရင်တတ်မယ်လို့ပဲပြောတာလေ။အသက်ချမ်းသာပေးမယ်လို့မပြောမိပါဘူးလို့ခက်တီတီပဲဆိုလိုက်တယ်။အဲ့ဒီလူကဒါဆိုလဲငါတို့ကတေးမထူးနီမထူးတိုက်ရမှာပေါ့လို့ပြောလာတော့မှလီဂျာဟာကစိတ်ဝင်စားသွားပြီးမင်းတို့နတ်မယ်အရင်မိတ်ဆက်ဦးပြီးမှအပေးအယူလုပ်မယ်လို့ပြောလိုက်တယ်။ဟိုလူကသူ့ကိုယ်သူစီဘက်လိုမိတ်ဆက်သွားတယ်။လီဂျာဟာကဒီကောင်ကိုအတိတ်ဘဝမှာမမှတ်မိပေမဲ့စီဘက်ကတော့လီဂျာဟာရဲ့တိုက်ပညာကိုအကဲခတ်မိပြီးမင်းရဲ့တိုက်ပညာကဒါအကုန်မဟုတ်သေးဘူးဆိုတာငါသိတယ်လို့ကန်လန်းကြတယ်။လီဂျာဟာကစီဘက်ရဲ့အကဲခတ်ဉာဏ်ကိုသဘောကျသွားပြီးသူ့ကိုအလောက်ခန့်လိုက်တယ်။ဒါပေမဲ့ကြံတဲ့စစ်တရက်တွေကတော့မင်းတို့ထဲကတယောက်ယောက်ကရောင်တဲ့အခွဲကိုတွားတိုင်ရင်ငါအတက်အလုတ်ရှုပ်နေတယ်လို့ပြောပြီးဓာတ်ကိုဆွဲထုတ်လိုက်ပြန်တယ်စစ်တရက်တွေအားလုံးချွေးပြန်ပြီးကြောက်လန့်နေကြတယ်ဒီမှာစီဘက်ကဂျားတွေကနေတားလိုက်ပြီးရောင်တဲ့အခွဲကိုငါတို့ဘာအခြေအနေမျိုးမှတရေမပို့ဘူးလို့ခရီးပေးရင်ဒီကိစ္စကမပြေလည်နိုင်ဘူးလားလို့အသေးအတန့်ဖြောင်းပြပြပါတော့တယ်စီဘက်ကသူ့ကိုယ်သူယုံကြည်စိတ်ချစရာကြောင့်အော်ဟစ်ပြောဆိုနေပေမဲ့လီဂျန်ဟာကတော့ခက်အေးအေးပဲငါကဘာကိုယုံရမလဲလို့ပြန်မေးလိုက်တယ်လီဂျန်ဟာကစိုက်ကြည့်ပြီးမင်းရဲ့ရုပ်ရည်ရောစကားပြောပုံရောကြည့်ရတော့မင်းတခင်စာဝန်းထေပြီးရင်ဒီအဖွဲမှာမင်းပဲအရာရာကိုတာဝန်ယူရမယ်ပုံစံလို့မှတ်ချက်ပေးလိုက်တော့စီဘက်ကလည်းအဲ့ဒါမှန်ကန်တယ်လို့ဝန်ခံလိုက်တယ်လီဂျန်ဟာကဆက်ပြီးမင်းတို့တခင်ရွှေဖီးနဲ့တခင်ကြီးတေးသွားပြီးမင်းတို့ကတစ်ချက်တောင်ဒဏ်ရာမရပဲအထက်လူကြီးတွေစီတရင်သွားပို့ရင်မင်းတို့ကိုအသက်ချမ်းသာပေးမယ်ထင်နေသလားလို့မြို့ခွန်ထုတ်လိုက်တယ်စီဘက်လည်းချွေးနေပြန်လာပြီးအဲ့ဒီကောင်တွေကတခင်ကြီးအသက်ခံနေတာကိုတောင်ဘယ်သူမှဝင်မကဲပဲရက်ကြည်နေကြတာဗျာငါတို့ပြန်သွားရင်လည်းတစ္ဆာဖောက်ဓမတ်တိုက်ခံပြီးအသက်ခံရမှာပဲလို့စိတ်ပြတ်သွားပုံရတယ်အဲ့ဒီမှာနေစီဘက်ကအကြံတစ်ခုရသွားပြီးခေါင်းဆောင်ကြီးငါမှအကြံရှိတယ်နားထောင်ပေးပါလို့တောင်းဆိုလိုက်တယ်လီဂျာဟာကပြုံးပြီးခွင့်ပြုလိုက်တဲ့အခါစီဘက်ကငါတို့အခုချက်ချင်းတီတောင်ပေါ်အိမ်တွေကပတ်စံတွေကိုအတူတူခိုးကြစမ်းဒါဆိုရင်ငါတို့အားလုံးဟာရာဇဝတ်တစ်ခုဒီကိုအတူတူကျူးလွန်ထားတဲ့အပေါင်းအပါးတွေထစ်သွားပြီလို့တက်တက်ကြွကြွပြောပါတော့တယ်စီဘက်ကဆက်ပြီးဒီအိမ်ထဲမှာသခင်ကြီးခိုးဝဲစုဆောင်းထားတဲ့ပတ်စံတွေအများကြီးရှိတယ်အဲ့ဒီပတ်စံတွေကိုငါတို့ပါခိုးပြီးခွဲဝေယူလိုက်ရင်အထက်လူကြီးတွေတိသွားတဲ့နေ့မှာငါတို့အားလုံးအသက်ခံရမှာပဲလို့ရှင်းပြတယ်ဒီပတ်စံတွေဟာလည်းအီလန်ဂရိုင်းထဲကလူတွေစီကနှိုက်ဆက်ယူထားတာဖြစ်လို့လီဂျာဟာအတွက်လည်းပြန်ယူတဲ့တယ်လို့သူကဆိုတယ်လီဂျာဟာကခဏလောက်စဉ်းစားပြီးတီယိုရီအရသာဒါကငါအတွက်မစိုးဘူးနောက်ပိုင်းကျမှရောင်တဲ့အထွေကတိသွားလဲကိစ္စမရှိဘူးလို့တွေးပြီးအဲ့ဒီအပေးအယူကိုလက်ခံလိုက်တယ်ပြီးတော့စီဘက်ကိုကြည့်ပြီးအေးဒါဆိုရင်ဒီအလုပ်တွေအကုန်လုံးကိုမင်းပဲတာဝန်ယူပြီးလုပ်လိုက်တော့လို့အမိန့်ပေးလိုက်ပါတော့တယ်စီဘက်လည်းဝမ်းတာအားရနဲ့လက်ခံလိုက်ပြီးလီဂျာဟာရဲ့လက်အောက်ခံအထက်တာဝန်စထမ်းဖို့ပြင်းလိုက်ပါတော့တယ် လီဂျာဟာကစီဘက်ကိုကြည့်ပြီးရှေးခေတ်ကလေးကစီမနဲ့ဂျူးမျိုးယုံနာမည်ရှိတဲ့လူတွေကစစ်တီဆူဆောင်ရေးမှာအတော်ဆုံးပဲလို့မှတ်ချက်ပေးလိုက်တယ်စီဘက်ကတော့ဘာကိုဆိုလိုမှတိတ်နားမလဲပြီးပဲ
မင်းသားရဲ့စကားကိုညင်ပြီးနားထောင်နေခဲ့တယ်။တောင်ပေါ်အိမ်ကပစာနေကိုအောင်မြင်ခိုးယူပြီးတဲ့နောက်သူတို့အလုံးလှဲကြီးတွေနဲ့ခရိုင်တဲကအိမ်တစ်ခုကိုရောက်လာကြတာပေါ့။ပဒင်းပေါင်နားမှာရရင်စီဘက်ကအခုတော့ငါတို့တွေအတူတူခိုးရပါပစ္စည်းတွေကိုတဲလာကြပြီဆိုမှတော့နောက်ကျောင်းပြန်လှည့်เสียအကြောင်းမရှိတော့ဘူးလို့ပြောလိုက်တယ်။လီဂျာဟာကလည်းငါကအီလန်မရှိနေသည်၍ပြဿနာအရှုပ်ထွေးတယ်မလို့ချင်ဘူး။ငါကိုလာရှုပ်တဲ့သူမှနှမလည်းအလွတ်ပေးမှာမဟုတ်ဘူးလို့ပြန်ပြောပြီးစီဘက်ကိုနောက်ထပ်အလုပ်တစ်ခုထပ်ပေးလိုက်တယ်။အဲ့ဒါကတော့ဘာမှအလုပ်မရှိပဲအလကားနေတဲ့လူမိုက်တွေကိုစူစီးပြီးအလုပ်တစ်ခုခုပေးဖို့ပါပဲ။အဲ့ဒီမှာစီဘက်ကဒါနဲ့ခေါင်းဆောင်တဲ့ဂုံးနမေကဘာလဲလို့မေးလိုက်တဲ့အခါလီဂျာဟာကမျက်နှာသေးနဲ့ပဲနိုင်ရှင်းသူမဲ့ယုံညံတော့ဂုံးလို့ဖြေလိုက်တယ်။စီဘခမအဲ့ဒီလိုထူးထူးဆန်းဆန်းနမေမျိုးတစ်ခါမှမကြားဘူးလို့ကြောင်သွားပြီးအဲ့လားတကယ်ပဲလားလို့ပြန်မေးမိတာပေါ့။လီဂျာဟာကစိုက်ကြည့်လိုက်တော့မှစီဘက်လက်ကြောက်လာလက်ပြန်တောင်းပါရတယ်။လီဂျာဟာကရပါတယ်ငါလည်းအလောတကြီးပေးလိုက်တဲ့နမေမို့လို့ပါလို့ဆိုပါတယ်။စီဘကစိတ်ထဲမှာတော့နိုင်ရှင်းသူမဲ့ဂုံးလို့နမေပေးထားပြီးဘာမှဂီယူမဆိုင်ပဲပေါ့ပေါ့ဆဆနေနေတဲ့လီဂျာဟာကိုကြည့်ပြီးအတော်လေးစိတ်ပူနေမိတယ်။လီဂျာဟာကတော့နိုင်ရှင်သူမဲ့ဆိုလားတနာစရာကောင်းတဲ့ဘဝမျိုးကိုဆိုလိုတာပဲလို့ခက်တော့ပြန်ပြောနေတော့မှပဲအပြင်ကနေမန်နေဂျာချာရဲ့အော်တန်ကြီးကြားလိုက်ရတော့တယ်။ချာကအခန်းထဲကိုဝုန်းကနေဖြေးဝလာပြီးဒါတွေအကုန်လုံးကဘဲကရလာတာလေမင်းတို့တွေခိုးတာဝတ်တာတွေထင်နေကြတာလားလို့အလန့်တကြားမေးတော့တာပေါ့။လီဂျာဟာကအေးအေးဆေးဆေးပဲဒါတွေကရွှေဖီးနဲ့သခင်ကြီးခိုးထားတဲ့ပတ်ဆိုင်တွေလေငါတို့တီးကိုခန်းဆောက်ဖို့တော့ရန်ပုံငွေပေါ့လို့ဖြေလိုက်တဲ့အခါမန်နေဂျာချာတယောက်ဒေါသကြီးနဲ့မင်းတက်သွားပါတော့တယ်။မန်နေဂျာချာကမျက်မှောင်ကျုပ်ပြီးယုံနဲ့မဟာမိတ်အဖွဲ့စီကပတ်ဆိုင်တွေကိုဘာလို့ဒီအထိတဲလာရတာလဲလို့ဒေါသကြီးနဲ့မေးတော့တာပေါ့လီဂျာဟာကအေးအေးဆေးဆေးပဲဒါကအလုတ်လိုလေးရဲ့ဆန္ဒဂုံချုပ်ရဲ့ဆန္ဒပြီးတော့တခိုးရဲ့ဆန္ဒပဲလေလို့ခက်တော့ပြန်ဖြေလိုက်တယ်ချာကပိုစိတ်ပူသွားပြီးယုံနဲ့အဖွဲ့ဆိုတာသူများစီကပတ်စံခိုးတယ်လူတွေသူတို့စီကပြန်ခိုးတာကိုသိရင်ငါတို့ခရိုင်ကိုဝင်တိုက်လိမ့်မယ်သူတို့ကတခိုးတွေကိုဖမ်းပြီးနှိမ့်ဆက်မဲ့လူယုံမာတွေပြလို့လက်ဟန်ချီရနဲ့အော်ပြောနေတော့တာပဲလီဂျာကတော့ခက်တဲ့တင်ပဲအစင်ပြေမှာပါသူတို့လာရင်ငါမျက်နာကိုပဲလာရိုက်ခိုင်းလိုက်ပေါ့လို့ပြောလိုက်တော့ချားကစိတ်ပြက်လက်ပြက်နဲ့အတော်ဟုတ်တာပေါ့လို့ရွေ့ပြောချတယ်လီဂျာဟာကဆက်ပြီးအချင်းကြီးကြည့်ပြီးအဲ့ဒီအဖွဲရဲ့ခေါင်းဆောင်ကိုနှိမ့်ဆက်ရင်နှိမ့်ဆက်ဒါမှမဟုတ်ငါလက်အောက်ခံလုတ်ခိုင်းရင်လုတ်ခိုင်းအစိုးဆုံးကတော့တပ်ပြရအောင်ပဲပေါ့လို့ပြောလိုက်တဲ့အခါမန်နေဂျာချားကတပ်မေဟုတ်လားတငယ်ကိုကောင်းမွန်တဲ့အစည်းအဝေးကြီးပဲဗျာလို့ရေရမလို့ငိုရမလို့နဲ့အော်ဟစ်ပါတော့တယ်အဲ့ဒီနောက်လီဂျာဟာကမန်နေဂျာချားကိုအီလန်လွင်ပြင်မှာဂုံကောင်းဆောင်တွေအကုန်စုခိုင်းဖို့အမိပေးလိုက်တယ်ဘယ်သူတွေကိုလဲဆိုတော့စားဖို့ချုပ်ဒူကူဂုံသေးကုံပန်းပဲစီကချူဟန်ပန်းပဲကုံစောက်လို့ရေးပညာရှင်ရာဆောင်စောက်လို့ရေးကုံလို့ကိုပေါ့မကြခင်မှာပဲလွင်ပြေကျဲကြီးလဲမှာမီးဖိုးဘေးဝိုင်းထိုင်နေကြတဲ့ပန်းပဲစီကချူဟန်ကကဲငါတို့ဂုံချုပ်ကဘာတွေမိန့်ကြအောင်မလဲလို့ခက်တော့မေးလိုက်တယ်လီဂျာဟာကသူတို့ကိုစိုက်ကြည့်ပြီးနှိုင်းရှင်ထိုးမဲ့ယုံညံတို့ဂုံရဲ့အခြေခံမူပါလာတွေကိုစတင်ကြီးညာပါတော့တယ်လီဂျာဟာကသူ့ရွှေမှာထိုင်နေတဲ့လူယုံလေးရန်ကိုပထမဆုံးစီးစဉ်ကိုကြီးညာလိုက်တယ်ဒီကုန်းမှာဘာပြဿနာပဲတက်တဲ့အားလုံးကငါအဖြစ်လိုပဲပြောလိုက်ကြရန်သူတွေလာပြီးငါဘယ်မှာရှိလဲလို့မေးရလေသက်စာရှိပြပြီးနှုတ်မေမနေကြငါဘယ်မှာရှိလဲဆိုတာအကုန်ပြောပြလိုက်ရန်သူကစစ်မေးလေငါတို့ဘာမှမသိဘူးဂုံကျုပ်ပဲအကုန်သိလေလို့သာလွှဲချလိုက်ကြလေဒါကဂုံရဲ့ပထမဆုံးလှုပ်ထုံးလုံနည်းပဲလို့သူကလက်ညှိုးထောင်ပြီးပြောလိုက်တယ်ပန်းပဲစရာချူဝမ်ကဂုံကျုပ်ကိုအပြည့်ပုံချတာကိုလှုပ်ထုံးလုံနည်းလို့ခေါ်လို့ရမလားဆိုပြီးလက်ပိုက်ပြီးမေးခွန်းထုတ်တယ်လီဂျာဟာကငါကခောက်ဆွဲလှုပ်တာဝါသနာမပါဘူးဒါကြောင့်အရှင်အဝရှိဘူးကိုပဲအာယုဆိုင်ဖို့ဆုံးဖြတ်လိုက်တာလို့ပြောလိုက်တော့မှအားလုံးကသူခောက်ဆွဲညံ့တာကိုနောက်ဆုံးတော့ဝန်ခံပြီးလို့ဆိုပြီးဝိုင်းပြောလို့လီဂျာဟာကမြရှက်ကိုရှန်ညံ့တဲ့စကားလမ်းကြောင်းတောင်လွဲလိုက်ရတယ်။ဘန်ဘက်ဆရာချူဝါနဲ့စာမှုချုပ်ဒူကူတို့ကသူတို့ဟာဒီလောကထဲမှာလမ်းပြောင်းနေကြတဲ့သူတွေဖြစ်ကြောင်းဝန်ခံကြလို့ရာဆောင်ကလည်းအဲ့ဒါကိုထောက်ခံတယ်။ဒါပေမဲ့မန်နေဂျာချာကတော့လက်ကပြီးမဟုတ်ဘူးလို့ညင်းလိုက်တဲ့အခါအားလုံးကသူ့ကိုဝိုင်းကြည့်လိုက်ပါတော့တယ်။လီဂျာဟာကခြေတော့ချိတ်ထိုင်ပြီးသူ့ရဲ့ညီမန်ချက်ကိုဆက်ပြောတယ်။သူဟာဒီကုန်းကိုတုံးပြီးကိုမကာကွယ်နိုင်တဲ့သူတွေအသက်ခံရတာကိုလျှော့ချခြင်းတယ်။ဒီကိုကန်းကအလုတ်လူလေးတွေဖြော်ဖြေသမားတွေလဲမောင်းခင်းသမားတွေလက်နဲ့အစားတောက်ထုတ်လုပ်ပေးနေတဲ့တာမန်လူသားတွေဟာအရှိန်အဝါရှိတဲ့လူတွေရဲ့နှိမ့်ဆက်မှုကိုအကြိမ်ကြိမ်ခန်းနေတာကိုသူကမကြည့်ရနဲ့ပေါ့။တရားရောက်ကငါတို့လူတွေကိုတိုက်ရင်သူကဘယ်အဖွဲကပဲထိငါကဂုံချိုးအနေနဲ့ပြန်တတ်မယ်။အဖြူရောင်ကုံကတိုက်ရင်လည်းငါပြန်တတ်မယ်။တခြားမဟာမိတ်အဖွဲကတိုက်ရင်လည်းမူရင်မဟာမိတ်အဖွဲအထိသွားပြီးတရားစီစဉ်မှုမရှိခင်ငါကိုယ်လည်းအပြတ်ရှင်းလိုက်မယ်လို့ကရုံးဝါလိုက်တယ်။အဲ့ဒီအချိန်မှာလီဂျာဟာကသူ့ရဲ့အတိတ်ဘဝကိုပြန်တည်ရသွားတယ်။အတိတ်မှာသူဟာယူဆတယောက်စီဖြစ်နာမည်ကြီးတုန်းကနတ်စုံကုံမူရင်မဟာမိတ်အမဲရောင်ကုံတဲ့အဖြူရောင်ကုံတွေအချင်းချင်းတိုက်ခိုက်ကြလို့လူတွေအစုလားအပုံလားတေးခဲ့ကြတယ်။သူကတော့တန်ကြီးတက်ပြီးအချင်းချင်းတက်ဖြတ်နေတဲ့အဲ့ဒီယူဆွတ်သွားတဲ့လူဝင်တွေကိုဘယ်တော့မှယူမဆိုင်ခဲ့ဘူး။ဒါပေမဲ့ဘာမှမသိပဲအညက်နဲ့မုတ်တွေတဲပေးနေရတဲ့အလုပ်လိုလေးတယောက်အကြောင်းမဲ့အညိုက်ခံရပြီးတေသွားတာမျိုးကိုတော့သူလုံးဝမလက်ခံဘူး။
အဲ့ဒီအတွက်ကြောင့်ပဲသူဟာအဲ့ဒီယူဆွဲသွားတဲ့မြောက်တွေကိုသူ့ဓာတ်နဲ့အကုန်တပ်ပစ်ခဲ့ပြီး Matt Damon ဆိုတဲ့နာမည်ဆိုးကိုရခဲ့တာပါအလောင်းတွေပုံတွေတကားမှာသူတယောက်တည်းရပ်နေခဲ့တဲ့အသိကိုပြန်မြင်အောင်စင်းနဲ့လီယာဟာကအေးဆက်ဆန်တဲ့ရှေ့ကိုစိုက်ကြည့်နေပါတော့တယ်